Hello မင်္ဂလာပါကျွန်တော်ချင်းကြီးလေးတောင်းဆိုထားတဲ့ဗကန်လမ်းမှာအလွမ်းရှင်နဲ့ဟာပီလုတ်ပါဦးတောက်ရီတောင်းဆိုကြလိုက်ပြီနော်အခုစကုစတာနဲ့အစောကလိုင်ကိုနိကိုပါဒီချင်းတကယ်ကိုကောင်းတဲ့ကန်ဝင်တချင်းလေးတစ်ပုဒ်ပေါ့နော်ဒါတေးဆရာဝက်နိုင်ရေးဆက်ထားပြီးတော့ပြေဆိုဆရာအောင်သူကိုစီထားတဲ့တချင်းလေးပါကျင်းနာသူကိုနဲ့ချစ်ခဲ့ပြီးမှသူတော်မခုဆိုမှဆိုရင်ရတာကြုံမှုကြမယ်ရာဇဝေမှာသူရေကောင်းကြီးဖြစ်တဲ့စစ်သားကြီးအသေးနဲ့ဥတ္တာနေပကံဒီလမ်းကိုဆက်ခဲ့သူရှိရဲ့ကျင်းနာသူကိုနဲ့ချစ်ခဲ့ပြီးမှသူတော်မခုဆိုမှဆိုရင်ရတာကြုံမှုကြမယ်ညာဇဝေမှာသူရေကောင်းကြီးဖြစ်တဲ့စစ်သားကြီးအသေးနဲ့ဥတ္တာနေပကံဒီလမ်းကိုဆက်ခဲ့သူချစ်ရဲ့ရန်သူကိုဖြိုခွေးကပေးခဲ့ဘူးတဲ့ကြည်သူရောက်ွယ်ဥဒ္ဒါရှိချစ်ကြည်လို့ရွှေလန်းတွေခင်းဖို့ရဲ့သမီးတော်ကိုွယ်ပကံမင်းထန်ဆက်စီပြန်နေမျက်နှာသူရဲ့အခုမှခပ်ပြီးကိုချစ်ရဲ့ချစ်ချင်းရဲ့ပြိုင်ငကိုတိုင်တဲ့ထားလေးွယ်ဒီနိုင်ငံကြီးကြောင့်ရဲ့လွန်ရည်ကိုမတွေးနိုင်ပါနဲ့ဆုံးရှုံးစေတော့ချစ်ဆိုရတော့မေခင်ဦးငယ်ကြီးတွေ့တရားလို့ပူရင်းခဲ့ပါစေသူမသိအောင်နေပြောင်းရမယ်ဒီနေ့မှကျွေတဲ့မျက်ရည်မင်းမသိအောင်ကျွေမဲ့အချစ်ရဲ့ကိုတိုင်းဆောင်းရှုံးလို့ခေါ်လာရတယ်ကိုတိုင်းပြည့်ထမနေရရတယ်ချစ်တယ်အော်သိချစ်တယ်အသက်နေအောင်ချစ်ရပြီမဲ့ကျန်စစ်သားရဲ့အချစ်ရှုံးသမားမို့နှပြေတော်လမ်းကိုအသက်နဲ့ခင်ငယ်ကိုတောင်းဆိုပါပေးအောင်နဲ့စကုတ်စတာလာအော်ဆော်ကလိုင်ကိုနိကိုကောင်းနဲ့